မင်္ဂလာပါကျွန်တော်ဖိလမပါဒီနေ့မှာတော့ကျွန်တော်ချက်စီအတင်းရဲ့အပြောင်းရွှေ့သတင်းကိုကျွန်တော်ဒီနေ့နိုင်ငံတင်ဆက်ပေးချင်တယ်ဗျာလက်ရှိကျွန်တော်ချက်စီအတင်းအနေအထားကြည့်မယ်ဆိုလို့ရှိရင်တော့လာမယ့်ရာသီတဲ့အတွက်သူတို့ကဒီကစားမခေါ်ယူမှုအပိုင်းတွေမှာစူးစမ်းနေတယ်လို့တစ်ဖက်မှာလည်းကျွန်တော်တို့အတင်းမှာမလိုအပ်တော့တဲ့ကစားမအချို့တွေကိုရောင်းချဖို့ပြင်ဆင်နေတယ်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တိုက်စစ်ပိုင်းမှာကျွန်တော်တို့ဒီဂါနာချိုပေါ့နော်ဂါနာချိုကိုလက်ရှိချိန်မှာချက်စီအတင်းကလည်းရောင်းချဖို့အတွက်ပြင်ဆင်နေတယ်ကျွန်တော်ချက်စီအတင်းကဂါနာချိုကိုမန်ချက်စတာယူနိုက်တက်အတင်းထန်ကနေကျွန်တော်တို့အားကိုးတကြီးနဲ့ခေါ်ယူခဲ့ပေမဲ့လည်းကျွန်တော်တို့ချက်စီအတင်းမှာလုံလောက်တဲ့ခြေစွမ်းပြမှုဒီမှာပြသနိုင်တဲ့အတွက်ကြောင့်မို့ဒီနွေရာသီအပြောင်းရွှေ့မှာပဲချက်စီအတင်းကသူ့ကိုရောင်းချဖို့ပြင်ဆင်နေတယ်လက်ရှိချိန်မှာတော့ဂါနာချိုကိုစိတ်ဝင်စားနေတဲ့အသင်းကတော့ကျွန်တော်နာပိုလီနဲ့ရိုမာအသင်းကတော့စိတ်ဝင်စားတယ်လို့ကျွန်တော်ပြောရမယ်ဒီအရာကိုလည်းကျွန်တော်ချက်စီအသင်းအတွက်ကံကောင်းတယ်လို့ပဲကျွန်တော်ပြောရမှာပဲဘာကြောင့်လဲဆိုလို့ရှင်တော့ဂါနာချိုကိုလေးတည်တာကျွန်တော်အမှန်တိုင်းပြောရလို့ရှင်တော့သူ့ကိုခေါ်ယူမဲ့အသင်းမရှိတော့ဘူးလို့ကျွန်တော်တော့ထင်ထားခဲ့တာဘာကြောင့်လဲဆိုလို့ရှင်သူ့ရဲ့ခြေစွမ်းကိုကြည့်မယ်ဆိုလို့ရှင်တော့အာရကျင်းနှမှုဘာတစ်ခုမှမရှိတဲ့အတွက်ကြောင့်မို့သူ့ကိုဒီရာဒီမှာခေါ်ယူချင်နေတဲ့အသင်းဘယ်အသင်းမှရှိလိမ့်မယ်လို့ကျွန်တော်မထင်ထားခဲ့တာကံကောင်းထောက်မစွာနဲ့ပဲလက်ရှိချိန်မှာသူ့ကိုခေါ်ယူဖို့အတွက်ကျွန်တော်ဒီနာပိုလီအသင်းနဲ့ရိုမာအသင်းတို့ကစိတ်ဝင်စားနေကြတယ်ဒါကတော့ကျွန်တော်ချက်စီအသင်းအတွက်ဝမ်းသာစရာသတင်းပေါ့ရိုမာအသင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ရိုမာအသင်းကတော့သူ့ကိုဒီတိုက်စစ်ပိုင်းအားဖြည့်ဖို့အတွက်သူတို့ခေါ်ယူချင်နေကြတယ်ဒါပေမဲ့သူတို့ဒီဂါနာချိုရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးမှငွေသုံးမယ်ဆိုလို့ရှိရင်တော့သူတို့ဖက်ကတော့ဒီကျွန်တော်တို့ဒီယူရို10-30ဝန်းကျင်လောက်ပဲသူတို့ကသုံးချင်နေတယ်ချက်စီအသင်းဖက်ကတော့တက်မှတ်ထားတာကတော့သူ့ရဲ့ပြောင်းရွှေ့ကြီးကိုယူရို10-50လောက်တက်မှတ်ထားတာကိုကျွန်တော်တွေ့ရတယ်အကယ်၍ချက်စီအသင်းဖက်ကတော့သူ့ကိုဒီယူရို10-30နဲ့မရောင်းချင်ဘူးဆိုလို့ရှင်တော့သူတို့ဖက်ကတော့အငှားနဲ့ခေါ်ယူမယ်အငှားရပြီးလို့ရှင်တော့ဒီစာချုပ်ထဲမှာတော့အပြည့်သက်ဝေခွင့်စဖြစ်ပေါ်တော့ဒီလိုပုံစံမျိုးနဲ့ရိုမာအသင်းကသူ့ကိုခေါ်ယူဖို့အတွက်ဆန္ဒရှိနေတာကိုတော့ကျွန်တော်တွေ့ရတယ်ပြီးလို့ရှင်နာပိုလီအသင်းကိုကြည့်မယ်ဆိုလို့ရှင်လည်းနာပိုလီအသင်းလည်းထိုနီး၎င်းမဲ့ဒီကျွန်တော်ဒီဂါနာချိုကကျွန်တော်ဒီပရီးမီးယားလိမှာလည်းသူကအတွေ့အကြုံရှိထားပြီးသားကစားမတူဖြစ်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီအီတလီမြေမှာအကောင်းဆုံးခြေစွမ်းပြနိုင်မယ်ဆိုပြီးမှသူတို့ယုံကြည်နေတဲ့အတွက်ကြောင့်မို့သူတို့ရဲ့တိုက်စစ်ပိုင်းကိုဂါနာချိုနဲ့အင်အားဖြည့်တင်ဖို့အတွက်သူတို့စူးစမ်းနေအောင်ကိုကျွန်တော်တွေ့ရတယ်ဒါကဂျော့ချက်စီအသင်းအနေနဲ့လုံးဝလက်မလွတ်တဲ့အခွင့်အရေးလို့တော့ကျွန်တော်ထင်တယ်ဂါနာချိုကိုကျွန်တော်ရောင်းမောက်ကိုအဆင်ပြေမှာဆိုတော့လက်ရှိချိန်မှာတော့ဒီကျွန်တော်နာပိုလီနဲ့ရိုမာအသင်းတို့ကတရားဝင်ကမ်းလှမ်းလာတာတွေတော့မရှိသေးဘူးလက်ရှိချိန်မှာတော့သတင်းတွေထွက်နေတာကိုတော့ကျွန်တော်မြင်တွေ့ရတယ်နောက်ပြီးလို့ရှိရင်တခြားသတင်းတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ချက်စီအသင်းတောင်ပန်တိုက်စစ်ကစားမဖြစ်တဲ့နက်တိုပက်ထရိုနက်တိုကိုလက်ရှိချိန်မှာတော့လီဗာပူးအသင်းကသူ့ကိုစိတ်ဝင်စားနေခေါ်ယူဖို့အတွက်စိတ်ဝင်စားနေအကြောင်းရင်းကလီဗာပူးအသင်းရဲ့ဒီတိုက်စစ်ကစားမဖြစ်တဲ့ဆာလာကအသင်းကနေလီဗာပူးအသင်းကနေထွက်ခွာသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့သူ့ရဲ့နေရာကိုအစားထိုးနိုင်ဖို့အတွက်လီဗာပူးအသင်းကအတွေ့အကြုံပရီးမီးယားလိအတွေ့အကြုံရှိပြီးသားနက်တိုကိုသူတို့ကခေါ်ယူဖို့အတွက်မျက်စိကျနေတာဟုတ်တယ်ချက်စီအသင်းဖက်ကတော့နက်တိုရဲ့ပြောင်းရွှေ့ကြီးကိုတော့ပေါင်တန်း80အထိတက်မှတ်ထားတယ်ပေါင်တန်း80အထိတက်မှတ်ထားတဲ့လီဗာပူးအသင်းဖက်ကြည့်မယ်ဆိုလို့ရှိရင်လီဗာပူးအသင်းဖက်ကတော့ပေါင်55တန်းဝန်းကျင်လောက်နဲ့ဒီနက်တိုကိုခေါ်ယူဖို့သူတို့ကစိတ်ကူးထားတာကိုတော့ကျွန်တော်မြင်တွေ့ရတယ်လက်ရှိထွက်နေတဲ့သတင်းတွေအားလုံးကကြည့်မယ်ဆိုလို့ရှိရင်ကောလာဟာလာအစ်စ်မှာပဲရှိသေးတယ်ကျွန်တော်တို့တရားဝင်ကန့်လန့်ထားတာတော့မရှိသေးဘူးပြီးလို့ရှိရင်ကျွန်တော်တို့ခန်းစစ်ကစားမှဖြစ်တဲ့ချာလိုဘာရဲ့အခြေအနေကြည့်မယ်ဆိုလို့ရှိရင်တော့ကိုမိုအတင်းကသူ့ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားတယ်ကိုမိုအတင်းကသူ့ကိုဒီယူရို30bonus အပါဝင် solution 35ဝန်းကျင်လောက်နဲ့ခေါ်ယူဖို့ဆန္ဒရှိနေပေမဲ့ချက်စီအသင်းကတော့ချာလိုဘာရဲ့ပြောင်းရွှေ့ကြီးကိုသူတို့ကယူရို45တန်းအထိတက်မှတ်ထားတယ်ဆိုတော့ဒါကတော့ပြောင်းရွှေ့ကြီးကတော့အဲ့လောက်ထိမှပြက်နာမဟုတ်ဘူးလို့တော့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့ကိုမိုကတော့သူတို့ချက်စီအသင်းနဲ့ညှိနှိုင်းမဲ့ဈေးကအဲ့လောက်ထိမှမကွာဘူးဗျာ။တစ်ဖက်မှာကျွန်တော်တို့ဒီချာလိုဘာကိုစိတ်ဝင်စားနေတဲ့အသင်းကအင်တာမီလန်အသင်းရဲ့အကျင့်ကဘယ်လိုလဲဆိုတော့အားလုံးတိပိတာဖြစ်မှာပါချက်စီအသင်းနဲ့သူတို့ကြားမှာကျွန်တော်တို့အယောင်အဝယ်အချို့ရှိခဲ့တယ်ဆိုပေမဲ့လည်းအဖို့အထစ်ရှိတယ်ဗျအင်တာမီလန်အသင်းနဲ့ဒါကြောင့်မို့ကျွန်တော်ကချာလိုဘာကိုရောင်းမယ်ဆိုလို့ကျွန်တော်ဒီ
ကိုမိုအတင်းကိုရောင်းတာပုံမူပြီးမှအစင်ပြေမဲလို့တော့ကျွန်တော်တင်တယ်ဆိုတော့လက်ရှိထွက်နေတဲ့သတင်းတွေကကောလာဟာလာအစ်စ်မှာပဲရှိတယ်တရားဝင်ကန့်လန့်ထားတာမရှိဘူးတရားဝင်ကန့်လန့်လာတဲ့ချိန်ကြလို့ရှင်တော့ကျွန်တော်နောက်ခေါက်အဲ့ဒီသတင်းတွေကိုကျွန်တော်တစ်ချက်ပြန်ကြည့်အောင်မယ်ဆိုတော့အားလုံးကျွန်တော်လောက်နေရဆုံးသက်ပေးချင်တဲ့လာမယ့်နေ့တွေမှာချက်စီအသင်းရဲ့သတင်းတွေကိုကျွန်တော်ထပ်မံတင်ဆက်ပေးပါအောင်မယ်လို့